Hello အားလုံးပဲမင်္ဂလာပါ The Review ကနေပြန်လဲကြိုဆိုပါရခင်ဗျဒီနေ့မှာကျွန်တော်တို့ချစ်ကျူးရမယ့်ကစားသမားတော့ကျွန်တော် Alisson ဘက်ကပေါ့နော်16သင်းရှုံးထွက်အဆင့်ထိကိုရောက်သွားတယ်သူဂျပန်နဲ့ကန်တဲ့အချိန်မှာပထမဆုံးဂျပန်ကပထမဆုံးတကိုးတွင်းထားတယ်နောက်ပိုင်းမှာသူပြန်လိုက်ပြီးတွင်းပြီးတော့နိုင်ပွဲရပြီးတော့16သင်းရှုံးထွက်အဆင့်ကိုရောက်ရှိသွားတယ်ပေါ့ဒီပွဲမှာပထမဆုံးဂျပန်ဘက်ကတွင်းတဲ့ကိုပြောရမယ်ဆိုရင်ဒါ Alisson ဘက်ကရဲ့အမှားတော့မဟုတ်ဘူးဒရာဇီကစားသမားတွေပေးပို့တဲ့ဘောလုံးကနေလွှဲချော်ပြီးတော့လို့ဂျပန်ဘက်ကဂိုးရသွားတယ်လို့ပြောလို့ရတာပေါ့နော်ဒါအလစ်စင်ဘက်ကရဲ့အမှားတော့မဟုတ်ဘူးအလစ်စင်ဘက်ကအနေနဲ့ဒီပွဲမှာဆွမ်းဆောင်ရည်နေခဲ့တယ်ဆိုပေမဲ့နောက်တစ်ဆင့်ကိုတက်သွားတဲ့အတွက်ကျွန်တော်တို့လီဗာပူးပရိသတ်တွေအနေနဲ့တော့ congratulation လုပ်ရမှာပါနောက်တစ်ပွဲကတော့ဂျာမနီနဲ့ပါရာဂွေပွဲပေါ့နော်ဒီပွဲမှာ Florian Wirtz ရဲ့ဖြစ်တင်ပေါ်ပေးပို့မှုကနေတကိုးရရှိပြီးတော့တည်ပွဲဖြစ်သွားတာပေါ့တင်းရဲ့အကောင်းဆုံးကစားသမားတွေလို့ပြောရမယ်ဆိုလို့ချင်း Florian Wirtz လည်းပါတယ်ပေါ့နော်ဒီပွဲမှာဒါတော့လက်ခံရမှာပဲသူ့အနေနဲ့ဒီကိုပေါက်ကန်တွင်းမှုက2ကြိမ်ရှိခဲ့ပြီးတော့ assistant 1ကြိမ်ရှိခဲ့တယ်ခြုံပြီးသုံးသပ်ရမယ်ဆိုလို့ရှိရင်ဒီ Florian Wirtz ရဲ့စွမ်းဆောင်ရည်က10မှာဆို9လောက်ရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီဂိုးဖန်တီးပေးခဲ့ပြီးတော့ဒီတိုက်စစ်မှာလည်းအန်ဒီရဲ့အများဆုံးဖန်တီးပေးသူလို့သတ်မှတ်လို့ရတာပေါ့ဒီဂျာမနီအသင်းအတွက်ဆိုလို့ရှိရင်ဒါပေမဲ့သူ့ရဲ့ကျွန်တော်ကန်စားတာပယ်နတီမှာရှုံးနေသွားတာပေါ့နော်ရှုံးနေသွားတော့32သင်းအဆင့်ကနေထွက်ခွာခဲ့ရတယ်ဒီပွဲမှာပထမဆုံးဂျာမနီဘက်ကပယ်နတီနှလုံးမဝင်တာကိုဂျာမနီဂိုးသမားပြန်ပြီးတော့စေ့ပေးခဲ့ဒါတော့မှမနိုင်သွားဘူးဗျာဂိုးသမားဘယ်လောက်တောင်ရင်နာနေလိုက်မလဲဆိုတာကိုစဉ်းစားလို့တော့မရဘူးတကယ်ဟိုဂျာမနီကစားပုံကတကယ်ဟိုညံ့ဖြစ်နေဗျာဟိုတုန်းကကျွန်တော်တို့ငယ်တုန်းကဂျာမနီကစားပုံနဲ့ချားစီပဲလုံးဝရှတ်တူးလန်နေရပဲအဲ့လောက်ထိကိုပြော့တိပြော့ဖက်နိုင်လုံးနေဗျာရှုံးလဲရှုံးတင်ပါတယ်ရှုံးလဲရှုံးတင်ပါတယ်တကယ်ပြောရင်နောက်ဆုံးဗျာအခွင့်အရေးလေးလုံးရတာအဲ့ဒါကိုငှက်ပစ်လိုက်တဲ့ခါငှက်ပစ်လိုက်တဲ့ခါကျတော့လုံးဝပြောစရာစကားလုံးကိုမေ့သွားကိုသမားဒါလောက်ကာကွယ်ပေးထားတာဟုတ်ပေါ့နော်နောက်တစ်ပွဲကကျွန်တော်ဒီနေ့မနေ့မှကန်တဲ့နယ်သာလန်နဲ့မော်ရိုကိုပွဲပေါ့ဒီပွဲမှာလည်းကျွန်တော်ကစားသမား3ယောက်တောင်ပါတာပေါ့နော်ဒီ Gravenberch ပါတယ်ဗန်တိုက်ပါတယ်ကိုဒီကပိုပါတယ်ဒီ3ယောက်လုံးကရှေ့စွမ်းကလုံးဝမပေါ်ဘူးဗျဟိုကိုဒီကပိုက82မိနစ်မှာသူတကိုးသွင်းပေးလို့တာသူ့ကိုတိတ်ပြီးပြောစရာမရှိတာပေါ့နော် Gravenberch ဆိုလို့ရှိရင်လုံးဝဟိုရှေ့စွမ်းကပြောင်းတယ်လုံးဝဘာမှပြောစရာမရှိဘူးပြောလို့မရဘူးနိုင်ပြီကျွန်တော်ထင်တာဗျာနယ်သာလန်အတင်းကနောက်ဆင့်တက်ပြီလို့တော့ကျွန်တော်ထင်တာ60မိနစ်မှာဟိုဘက်ကဖြစ်တင်ပေါ်ပေးလိုက်တဲ့အလုံးကိုဗန်တိုက်ကိုကြော်ဗန်တိုက်ကြော်ပြီးတော့ဟိုဘက်တန်းကခေါင်းတိုက်သွားတယ်ဗျအဲ့ဒါမှ1-1တေကြသွားတယ်1-1တေကြသွားတဲ့နောက်ပိုင်းမှာမော်ရိုကိုဘက်ကပဲခြေလုံးဖိထားတာကျွန်တော်နယ်သာလန်ကအဲ့လောက်ထိမဟုတ်ဘူးသူလည်းဂျာမနီလိုပဲဟိုအရင်ကောင်းနေတာမဟုတ်ဘူးအကန်ဆိုးကျင်တော့ဗျာအဲ့မှာပယ်နတီထပ်ကန်ရတဲ့ခါကျတော့3ခုဗျာဂိုးသမားတဲ့ကန်တာနဲ့တိုင်နေထိတာနဲ့ဘေးကန်တာနဲ့နယ်သာလန်ကတော့3ခုမဝင်ဘူးနယ်သာလန်ကထပ်ပြီးရှုံးသွားပြန်တာပဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ကမ္ဘာဖလားမှာပါဝင်နေတဲ့လီဗာပူးကစားသမားဆို3ယောက်ပဲထပ်ချီတော့တာပေါ့နော်ပထမဆုံး Alisson ဘက်ကရှိမယ်မက်အလက်စတာရှိမယ်နောက်ပြီးတော့Isak ရှိမှာပေါ့ဒီ3ယောက်ကိုကျွန်တော်တို့ထပ်ပြီးတော့အားပေးရမယ်ဒီ3ယောက်ကရောသူတို့အသင်းတွေကိုဘယ်လောက်ထိအမြင့်ဆုံးထိစွမ်းဆောင်ပေးသွားမလဲဆိုတာကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရအောင်ပါကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျအခုလိုကြည့်ချူပေးတဲ့အတွက်